好瓜，公仔ရိုက်နေတယ်မိကလည်းပြတ်သွားတယ်အခုဆိုရင်အတွက်စင်းလုံးနေနေပေါ့နော်ပြီးပြတ်သွားတာဖြစ်တဲ့အတွက်ကနုတ် power H ကနေပြီးတော့ပေါ့နော်အသေးဝင်ထားတဲ့300 watt power station လေးကိုယူပြီးတော့စင်းဆက်လို့နေရပဲဖြစ်ပါတယ်ဒီ power station လေးရဆိုလို့ရှိရင်ပေါ့နော်အဲ့အခုလိုမျိုး laptop ကွန်ပျူတာတွေအသုံးပြုလို့ရတာမဟုတ်ဘဲနဲ့ဒီလိုပေါ့နော်ဖုန်းအားတွေသွင်းလို့ရမယ်အဲကူလာ fan LED မီးတွေမကဘူးပေါ့နော်ဝတ်300အောက်ကပေါ့နော်ပစ္စည်းတွေအကုန်လုံးကိုဒီ power station လေးနဲ့အသုံးပြုလို့ရပဲဖြစ်ပါတယ်အခုပေါ့နော်အဲ့ဒါမီးပြတ်ရင်လည်းအသုံးပြုခဲ့တဲ့ power station လေးရနာမည်ဆိုလို့ရှိရင် Canon H Power Hub 300 watt power station လေးပဲဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့အခါပေါ့နော်အဲ့တို့ဆိုင်မှာဆိုလို့ရှိရင်150 watt ကပစ္စည်းလုံးဝပြတ်သွားပြီပေါ့နော်ဒီ watt 300ဆိုလို့ရှိရင်အခုမှအသစ်ဝင်လာတဲ့ပစ္စည်းလေးဖြစ်ပါတယ်သူကပတိ mAh အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်7000 mAh ပါတယ်ပေါ့နော်ဝက်အနေနဲ့ဆိုလို့ရှိရင်300 watt 300 watt ကိုမှသူကစိုင်းဝေးပေါ့နော်လက်စင်မီတိုင်းသူကထွက်ပေးတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ main power ပေါ့နော် main power သူ့မှာအားဘယ်လောက်ရှိတယ်ဆိုတာကို digital display နဲ့လည်းပြပေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့မီးပေါ့နော်ဒါ LED မီးပေါ့နော်ကိုလိုလုပ်လို့ရတယ် USB ပေါက်အနေနဲ့ဆိုလို့ရှိရင်လည်း3ပေါက်ပါတယ်ပေါ့နော်ဒီဘက်2ပေါက်ဟာဆိုလို့ရှိရင် 503A ပေါ့နော်ပုံမှန်ရိုးရိုးအသွင်းကျိုးနဲ့သူကသွင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်80 watt ပေါ့နော်အများဆုံးဆိုအဲ့တို့ fast charging နဲ့အသွင်းမှာဆိုလို့ရှိရင်ဒီမှာရသေးရပေါ့နော် Travel DC output နှစ်ခုလည်းပါတယ်ဒီမှာဆိုလို့ရှိရင်တော့ PD output ကကြတော့အဲ့တို့ပေါ့နော် Type C to Type C အသွင်းကျိုးတွေလည်းဒီမှာချိတ်ပြီးတော့သုံးလို့ရတယ်အဲ့ဒါမှသူက2ပေါက်ပေးထားတယ်ပေါ့နော်ဒီ PD output မှာဆိုလို့ရှိရင်သူက65 watt input ပါသူကလုပ်ပေးထားတယ်ပေါ့နော်65 watt ရှိတယ်အဝင်လည်းရတယ်အထွက်လည်းရတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ DC input ပေါ့နော်သူကအခုတစ်ခုပေါ့နော်သူ့ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်သူ့မှာပါတဲ့ original အသွင်းကျိုးနဲ့အသွင်းလို့ရှိရင်ပေါ့နော်အဲ့တော့0 to 100% ဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်3နာရီလောက်ကြာမယ်တကယ်လို့ပေါ့နော်ကိုကဒီ DC 65 watt နဲ့သူကအားသွင်းမယ်ဆိုလို့ရှိရင်သူက0 to 100% အထိဆိုလို့ရှိရင်9နာရီလောက်ကြာမယ်ပေါ့နော်တကယ်လို့ကိုကမဟုတ်ဘူးဒီမှာလဲပေါ့နော်တပြိုင်နက်တည်းအားသွင်းမယ်ပေါ့နော်သူ့ရဲ့ original အားသွင်းကျိုးရောဒီဘက်မှာရှိတဲ့65 watt ပေါ့နော် input နဲ့နှစ်ခုလုံးအားသွင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့အားသွင်းချိန်က2နာရီပေါ့နော်အနည်းဆုံး2နာရီပဲကြာမယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင် main ပေါ့နော်အဲ့ဒါတို့ DC သူ့ကိုအပြန်ဖြည့်မယ်ဆိုလို့ရှိရင် DC သုံးမယ်ဆိုလို့ရှိရင်ဒီဟာလေးကိုပေါ့နော်5စက္ကန့်လောက်ဖိနေလိုက်တာလည်းဒီဘက်မှာမီးစိမ့်လေးပေါ်တယ်ပေါ့နော်ဟောနော်ဒါတော့ DC အားသွင်းတာဒီဘက်မှာဆိုလို့ရှိရင်အဲ့ဒါတို့ကပေါ့နော်သူကဆိုင်းဝေးနေတယ်ဒီဟာတွေကနေပြီးတော့အားပြန်ထုတ်ပြီးသွင်းမယ်ဆိုလို့ရှိရင် AC on off ပေါ့နော်အဲ့ဒါတို့ဒီ flow လေးကိုဖွင့်ပေးရတယ်အဲ့မှာသူဒီ AC ပေါက်တွေအကုန်လုံးသူကအားပြန်ပြီးတော့သုံးလို့ရမှာပေါ့နော်ဟိုတကယ်လို့မသုံးတော့ဘူးဆိုလို့ရှိရင်ဒီဟာလေးကိုပြန်ပိတ်ထားလိုက်ပေါ့နော်ဒီလိုပြောပြခဲ့တဲ့ Canon H ရဲ့ power station 300 watt လေးရဲ့သူ့ရဲ့ပုံမှန်ဈေးက9,500,000ကျပ်ကိုအဲ့တို့အာဂါဆိုင်မှာဆိုလို့ရှိရင်အထူး promotion ဈေးအနေနဲ့6,900,000ကျပ်တီနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဒီ Canon power station 300 watt လေးရဆိုလို့ရှိရင် official running 1 year ပါပါတယ်ဒီ power station လေးကိုစိတ်ဝင်စားလို့ကိုယ်တိုင်ကိုကြလာရဲ့ဝယ်ယူအားပေးတဲ့သူတွေတက်ဆိုလို့ရှိရင်တို့တို့အာဂါဆိုင်ရဲ့လိပ်စာအမှတ်4/နှိပ်စင်ရော်လမ်းထိပ်တသုမာလမ်းမကြီး14ရက်ကွက်တောင်းကလာပါမြို့နယ်ကအာဂါလက်ထောက်နဲ့ပဲဖြစ်ပါတယ်ရှင်ဘယ်လိုပေါ့နော်ကိုကအချိန်မရလို့ online နေပြီးဝယ်ယူအားပေးတဲ့သူတွေတက်ဆိုလို့ရှိရင်တို့တို့အာဂါဆိုင်ရဲ့ပေါ့နော် Facebook ကနေဖြစ်စေ TikTok Messenger Viber ဖုန်းနံပါတ်တွေဖြစ်တဲ့094210 800008နောက်ထပ်ဖုန်းနံပါတ်တစ်လုံးအောင်ဆိုလို့ရှိရင်လည်း094210 800010ကိုလည်းပြမင်းပြီးတော့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါတယ်ရှင်online နေပြီးတော့ယဉ်ကျေးစိတ်ချစွာဝယ်ယူအားပေးခဲ့တဲ့ customer 2ယောက်ချင်းစီကိုတို့အာဂါလက်ထောက်နဲ့မိသားစုကနေပြီးတော့လူကျေးဇူးတင်ပါတယ်ရှင်အချိန်မီအချို့သားလုံးစေအကောင်းဆုံးဝန်ဆောင်မှုနဲ့အာဂါလက်ထောက်နဲ့ပါရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်